မင်္ဂလာပါခင်ဗျာကျွန်တော်ကိုတစ္ဆာပါအဲ့တော့ကျွန်တော်တို့တင်ဆက်ပေးနေကြအပိုင်းရဲ့ဘောလုံးပွဲပြောကြမလို့လားနဲ့ဆက်ပြီးတော့ကျွန်တော်တို့တွေဟာဘောလုံးပွဲတွေကိုကြည့်တယ်ဘောလုံးပွဲအကြောင်းတွေကိုပြောကြဆိုကြတယ်ဒီအခြေအနေကနေတဆင့်ကျွန်တော်တို့ဟာဘောလုံးသတင်းတွေကိုဖတ်ရင်းဘောလုံးပွဲတွေကိုကြည့်ရင်းနဲ့အင်္ဂလိပ်စာအခြေခံကိုလည်းတိုးတက်အောင်လေ့ကျင့်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီပိုင်းလေးတွေနဲ့ပြောတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒါကတော့ Watch Channel ရဲ့ episode 5ဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်အရင်ပိုင်းတွေမှာလည်းပြောပြီးပါပြီဘောလုံးပွဲပြောချင်တဲ့သူပဲဖြစ်ဖြစ်ဘောလုံးပွဲအကြောင်းတွေကိုလေ့လာကျင်သူပဲဖြစ်ဖြစ်ဘောလုံးပွဲပြောတာမဟုတ်ရင်တောင်မှဒီကျွန်တော်တို့တွေဟာအင်္ဂလိပ်စာကိုတော့အခြေခံအတိုင်းအတာတစ်ခုထိမဖြစ်မနေလိုကိုလိုအပ်တယ်လို့ဆိုရမှာဖြစ်ပါတယ်အဓိကအဖြစ်ကျွန်တော်တို့လုပ်ငန်းခွင်ဝင်တဲ့နေရာမှာအင်္ဂလိပ်စကားဟာတိတ်ကိုအရေးကြီးလာပါတယ်ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်စာဟာ common language ဖြစ်လာတဲ့အတွက်ကြောင့်ပြောတာပဲဖြစ်ဖြစ်ရေးတာပဲဖြစ်ဖြစ်တဦးနဲ့တဦး communication လုပ်တာပဲဖြစ်ဖြစ်အင်္ဂလိပ်စာဟာအရန်အရေးကြီးလာပါတယ်ခင်ဗျဒါကြောင့်ဒီစီစဉ်လေးကိုကြည့်နေတဲ့ညီလေးတွေညီမလေးတွေဘယ်သူဘယ်ဝါပဲဖြစ်ဖြစ်ပေါ့လေအခြေခံအင်္ဂလိပ်စာကိုတော့ပိုင်းနိုင်ဖြစ်အောင်လေ့လာထားဖို့လိုပါတယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့တင်ဆက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဘောလုံးပွဲတွေအကြောင်းပြောကြတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ Boxing Day ရက်တွေမှာကျွန်တော်ဘောလုံးပွဲတွေရှင်ပြိုင်ကစားကြတယ် Manchester United အသင်းကတော့ကျွန်တော်နိုင်သွားတယ်ပေါ့ဒါကတော့ထူးဆန်းကြီးမဟုတ်တော့ဘူးဘယ်လိုပဲဖြစ်ဖြစ် Manchester United အသင်းအနေနဲ့ Newcastle နိုင်လိုက်တော့ကျွန်တော်တို့ကတော့ပျော်တာပေါ့ဗျာဘယ်အကြောင်းအရာပဲပြောကျွန်တော်အနေနဲ့လည်း Man U မပိုင်မပြီးဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့မဖြစ်မနေချီးကျူးချင်တာကတော့ Arsenal အသင်းဖြစ်ပါတယ်ခင်ဗျလက်ရှိ Premier League မှာအထိုက်တန်ဆုံးနဲ့ဒီလက်ရှိ Premier League ရာသီမှာအဖြစ်တင်ဆုံးချန်ပီယံက Arsenal အသင်းပဲလို့ကျွန်တော်ကတော့တထင်ထပြောရင်းနဲ့လွဲသွားပြီနော်တထစ်ချယုံကြည်နေပါတယ်ဘာကြောင့်လဲဆိုတော့ Arsenal အသင်းရဲ့ကစားပုံကလုံးဝ steady ဖြစ်ပါတယ်လက်ရှိချန်ပီယံ Liverpool အခုသူနဲ့တူကတ်လိုက်နေတဲ့ Man City အသင်းတို့ရဲ့အများကြီးခြေစွမ်းတင်ညီနေတဲ့အသင်းမှာ Arsenal အသင်းကိုတော့ချီးကျူးရမှာပါဆိုတော့ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာလေးကိုတွားတွေ့လဲဆိုတော့ Arsenal အသင်းဟာ Brighton နဲ့ကစားတဲ့ပွဲစဉ်မှာသူတို့ဟာနိုင်ပွဲရဖို့အတွက်2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့ Brighton အသင်းကိုနိုင်ရရှိခဲ့ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲစဉ်မှာကျွန်တော်တို့မဖြစ်မနေချီးကျူးရမှာတော့ Arsenal အသင်းရဲ့ဂိုးသမား David Raya ဖြစ်ပါတယ်ခင်ဗျဒီပွဲစဉ်မှာကျွန်တော် Brighton အသင်းဟာခြေပါကိုရရှိနိုင်လောက်တဲ့အခြေအနေတစ်ခုပေါ့နော်မင်းနက်ရဲ့ဘယ်ချင်းနဲ့ကန်ရွေးတဲ့ဒီ car effort ပေါ့ဝိဝိုင်းပြီးတော့တွင်းယူဖို့ကြိုးစားတဲ့ကန်ချက်ကို David Raya ရဲ့ပုတ်ထုတ်ကောက်ွယ်မှုဟာတကယ့်ကိုပဲအမခံကောင်းတယ်ခင်ဗျာတကယ်ချီးကျူးရမယ်လုံးဝဒါကိုကျွန်တော်တို့ BBC English ရဲ့သတင်းတွေမှာကျွန်တော်တွေ့ထားတာတွေ့မိလိုက်တဲ့သတင်းမှာတော့ magnificent save ဆိုပြီးတော့တုံးထားပါတယ်အော်ပေါ်ရကောင်းတဲ့ကာကွယ်ပုတ်ထုတ်မှုချီးကျူးပွဲထိုက်တဲ့ပုတ်ထုတ်ကာကွယ်မှုပေါ့နော် MAGNIFICANT magnificent save ဆိုပြီးတော့တုံးထားတာကိုတွေ့ရပါတယ်ခင်ဗျချီးကျူးထိုက်ဖွယ်ကောင်းတော့ကာကွယ်ပုတ်ထုတ်မှုအားတင့်ဖွယ်ရကာကွယ်ပုတ်ထုတ်မှုတစ်ခုဆိုပြီးတော့ဖော်ပြထားတာကိုတွေ့ရပါတယ်ရင်သက်ရှုမောဖွယ်ကောင်းတယ်ဆိုပါကျွန်တော် Sky News မှာလာမသိဘူးတွေ့လိုက်ပါတယ် sensational save စိတ်ခံစားချက်ပါလောက်တဲ့ကျွန်တော်ကာကွယ်ပုတ်ထုတ်မှုပေါ့လေအကယ်၍သာဒီဘောလုံးကိုသာပုတ်ထုတ်ကာကွယ်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်အာဆင်နယ်အသင်းဟာတည်ရလာထွက်ပေါ်သွားမှာပါတည်ရလာကြခဲ့ရင်သူတို့ကိုအခုကျွန်တော်တို့ခဏ troll နေတဲ့ဒုတိယလူဖြစ်နေအဲ့ဒီချင်းတက်လာမှာဆိုတော့ဒါကကျွန်တော်တို့ကလုံးဝ credit ပေးပါတယ်ကျွန်တော် David Raya ရဲ့ဒီပုတ်ထုတ်ကာကွယ်မှုကလည်းဒါသတင်းတိုင်းမှာလည်းဖော်ပြမှုပါအခုကြည့်ရင်အခုမြင်လို့ရတဲ့ကာကွယ်ပုတ်ထုတ်မှုပါဆိုတော့အာဆင်နယ်အသင်းဟာဒီနိုင်ပွဲနဲ့ထိုက်တန်တယ်ဒီရက်တည်မှုအမှတ်ပေးစရာရဲ့ top of the table မှာထိုက်တန်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ် David Raya ကို credit ပေးရမယ့်စကားလုံးဖြစ်ပါတယ်ဒါကြောင့်ဒီ season လေးမှာတော့ဘောလုံးပွဲနဲ့ဆက်ပြီးတော့ magnificent save နောက်တစ်ခု sensational save ဆိုတဲ့အသုံးလေးတွေကိုထွက်ပေါ်လာတာကိုတွေ့ရပါတယ်နောက်တစ်ခုကမင်းရဲ့ကန်ချက်ပေါ့နော် car effort ဆိုတဲ့အသုံးလေးဆိုတော့ဒီစကားလုံးသုံးလုံးဟာဘောလုံးပွဲတွေမှာကျွန်တော်မြင်တွေ့ရနိုင်တဲ့စကားလုံးလေးတွေဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ဘောလုံးပွဲကြည့်နေရင်လည်းဖြစ်ဖြစ်ဘောလုံးပွဲသတင်းတွေကိုဖတ်နေရင်ဖြစ်ဖြစ်ကျွန်တော်မှတ်သားထားတဲ့စကားလုံးလေးဖြစ်ကြောင်းကျွန်တော်ဒီစင်လေးကနေစင်ကျွန်တော်တို့အချင်းချင်းပြန်လည်ပြီးတော့မျှဝေချင်တာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့ကဒီ season လေးကိုကျွန်တော်ဒီတင်ယူဖို့ဆိုပြီးတော့တင်ကြားနေတာမဟုတ်ပါဘူးကျွန်တော်တို့ဒီဘောလုံးပွဲတွေကိုအတူတူ